နက်9:00 နာရီရှိပါပြီ။ဒီကနေ့မနက်နိုင်ငံတကာသတင်းတွေကိုကျမမီသူဆိုးကတိုင်းရိုက်စီခံတင်ပြပါမယ်။ဒီကနေ့မှာတော့ Breast ထိပ်သီးစီဝေးဘရာဇီးနိုင်ငံမှာကျင်းပနေတဲ့သတင်းနဲ့ကစားအပြည့်ကရစေရေးဆွေးနွေးပွဲအတွက် Israel စစ်တပ်ညှိနှိုင်းရေးမှူး10ဦးကာတာနိုင်ငံကိုတွားရောက်ခဲ့တဲ့သတင်းစတဲ့သတင်းတွေပါဝင်နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်။ဘာကြောင့်လဲမတင်နိုင်မှုတွေကြီးထွားလာနေချိန်မှာဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့မှာတနင်္ဂနွေနေ့နဲ့တနင်္လာနေ့တို့မှာ18ကြိမ်မြောက် Breast ထိပ်သီးစီဝေးကျင်းပခဲ့ပါတယ်။ပထဝီနိုင်ငံရေးတင်းမာမှုနဲ့စီးပွားရေးပြုတ်ကဲမှုတွေမြင့်တက်နေချိန်မှာ Breast ဟာတည်ငြိမ်မှုနဲ့တည်ကြမှုအရေးအမြစ်တစ်ခုကျင်းပယူရပါတယ်။အာဆီယံကစီးပွားရေးအင်အားကြီးဆုံးနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံဟာအခုနှစ်ဇန်နဝါရီလမှာ Breast ပွဲမှာဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။အခုက Breast နိုင်ငံတွေဟာကမ္ဘာလူဦးရေရဲ့ထက်ဝက်ကျော်ကမ္ဘာ GDP ရဲ့30%နီးပါးနဲ့ကမ္ဘာစီးပွားရေးတိုးတက်မှုရဲ့50%ကျော်ရှိနေတာဖြစ်ပါတယ်။ Breast အဖွဲ့ဝင်နိုင်ငံတွေဟာယုံကြည်ရတဲ့ဘက်ဆောင်ဝါဒကိုကျင့်သုံးဖို့ကုလသမဂ္ဂနဲ့အတူနိုင်ငံတကာစနစ်တွေကိုဆွဲကင်ဖို့နဲ့ကမ္ဘာကုန်သွယ်ရေးအဖွဲ့နဲ့ဘက်ဆောင်ကုန်သွယ်ရေးစနစ်ခိုင်မာအားကောင်းဖို့ကတိပြုထားတာဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့ G20 လိုမျိုးပလက်ဖောင်းတွေအတွင်းမှာ Breast အဖွဲ့ဝင်နိုင်ငံတွေဟာမူဝါဒဆက်သွယ်ရေးတွေခိုင်မာအားကောင်းအောင်ဆောင်ရွက်ခဲ့ပြီးယာရုနေရာပူးပေါင်းဆောင်ရွက်မှုနဲ့ကမ္ဘာတစ်ဝန်းအစိုးရစနစ်တွေအစဉ်ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ခဲ့ကြောင်းဆင်ဝါသတင်းမှာဖော်ပြထားပါတယ်ရှင်။ Israel ကိုယ်စားလှယ်ဖွဲ့ဟာ Israel ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုအင်မီရောကမတော်ရောက်ခင်ဂါဇာပြည်ခရဲ့ဆက်လက်နေအစ္စလာမ်လူမျိုးတွေဘောတို့စာချုပ်အတွက်ဆွေးနွေးပွဲတွေကျင်းပဖို့ကာတာနိုင်ငံတို့